ဆွန်လောင်းပွဲနဲ့အလှူနဲ့လုပ်မယ်ဆိုလို့ကြီးရင်တော့ကနေခဲ့ရွာလေးကိုသွားပါမယ်မနေ့စောကြီးသွားအောင်မို့လို့လမ်းမှာရှူခင်းနေလေအရန်လာတယ်ပြီးတော့ဒီတခါအလှည့်ရကြည့်ကောင်းတာမို့လို့ကြီးနဲ့လိုက်ခဲ့ကြပါအောင်နော်ကဲပြင်းနေရတော့ကြောချလိုက်ပါပြီအခုကတော့အဝတ်စားတောင်လဲပြီးသွားပါပြီကဲမနေ့စောကြီးမိုးအေးရဆိုတော့အပေါ်ကဂျက်ကက်ထပ်ဝတ်သွားပါမယ်အဲ့မှာပဲများနာနဲ့မပြီးတော့ဘူးပေါ့နော်ကဲအခုကတော့သွားပါတော့မယ်လိုက်ခဲ့ကြပါအောင်အခုကတော့အိမ်ကနေစထွက်လာပါပြီဒီမှာဈေးလည်းမသိမ်းသေးပါဘူးအခုကတော့ရွာပြင်ကိုရောက်နေပါပြီဒီဘက်မှာကတော့အင်ဂျီလည်းကျဲသွားပြီပေါ့နော်ဒါပေမဲ့အဲ့မှာကွက်တစ်တွေရောလုံနေတာတွေ့ခဲ့ရပေါ့နော်ဒီမှာအဲ့ဟာမရောက်တာကြတော့အခုမှပဲတွေ့ရပဲဖြစ်ပါတယ်ဒီမှာမနဲ့အစိုးကြီးဆိုတော့ရှူရင်းကတော့စိမ့်စိမ့်ဆူဆူနဲ့တအားကိုကြီးလို့လှပါတယ်ဒီမှာကန်နေရောပြီးလို့ရှိရင်လေဒီဗီဒါကင်းကြီးကပွင့်နေတအားလှကြီးဒါတော့မပွင့်တော့ရိုက်ပြလို့မရဘူးပေါ့နော်အဲ့နေတော့ကမနက်ပိုင်းမှာရာဒီဥရုတော်တော်လေးကိုအေးပါတယ်မိုးလည်းနည်းနည်းလေးအုံတယ်ပေါ့နော်ဒီကြတော့ဟိုတောင်မရောက်သေးဘူးလမ်းမှာမိုးအေးလေးနဲ့ရှူရင်းနေကြီးရလို့ပြောနေပါတယ်ကဲအပင်တွေကတော့အမျိုးစုံအောင်ရှိပါတယ်အခုကတော့တဲဘူပင်နှန်းကိုရောက်နေပါပြီဒီမှာတိန်တွေကိုနေထိုးတာလဲတအားလာအဲ့မှာအလုံးလုံးနေတဲ့သူတွေလည်းအခုမှတော်တဲ့ကိုအဲ့လေထဲမှာစဆင်းတာပဲရှိသေးရဲ့ပေါ့နော်စပားပင်တွေကတော့ပြောလို့တောင်မလုံလာဘူးတအားကိုစိမ့်ဆိုပြီးတော့အပြင်မှာဆိုတအားပိုးလာရဲ့ပေါ့နော်ရှုလို့မဆုံးပါဘူးကဲအခုကတော့ဒါတရက်ပွင့်ရွာတဲ့ကိုဝင်လာအဲ့မှာအိမ်နေတောင်မှလှမ်းမြင်နေရပါပြီဒါကတော့လမ်းဘေးဝဲရာတွေကိုပေါ့နော်ဘေးဘီဝဲရာတွေကိုရှောက်ရိုက်ထားတာပါကဲအခုကတော့ဒါတရက်ပွင့်ရွာတဲ့နဲ့ဆက်နေပေါ့နော်ဒါပေမဲ့ဒီဘေးပတ်ပတ်လည်မှာအဲ့လိုရွာထဲမှာလေးလို့ကုန်းခွက်တွေရောပြီးလို့ရှင်ရွာဝင်ပေါ့နော်အထူးသဖြင့်အဲ့မှာဒီလိုလေခွက်တွေရောတွေ့ရပါတယ်ကဲဒါကတော့ရွာထဲကိုစရောက်နေပြီဖြစ်ပါတယ်ဒါကတရက်ပွင့်ရွာပဲရှိသေးရပါတော့ကြီးတို့သွားမဲ့ရွာကအဲ့ကြီးတို့ရင်တော့ကနေခဲ့ရွာဒီကနေဆက်သွားရတဲ့စိုင်တို့ရွာပဲဖြစ်ပါတယ်ကဲဒါတော့တရက်ပွင့်ရွာထဲပဲဖြစ်ပါတယ်ဒီရွာထဲလမ်းပေါ့နော်ဒီလက်ပတ်မင်းညိုကြီးအရင်တော့ကပေါ့နော်စိုင်တို့မာနေတော့ကလာကောက်တာပါမသိချမြင်ကြမလားမသိဘူးကဲစိုင်တို့နဲ့နီးနေပါပြီနေလက်တအားမြင်လာပြီပေါ့နော်ဒီမှာဒီလိုအချိန်မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးလေခွင်းတွေပဲမြင်နေရပေါ့နော်နေရာထိုးနေတာဟိုမှာအဲ့မှာမြင်းနေရထပင်နေရောဒီလေခွင်းတွေရောတကယ်ကိုကြည့်လို့လာရပေါ့နော်တကယ်ပြောရပေါ့နော်အားလုံးကိုအပြင်မှာဒီလေခွင်းတွေကိုတစ်ခါလောက်မြင်ဘူးစေချင်ပါတယ်ဒီမှာကတော့ဒီလိုရိုးပြက်ငုတ်တွေလည်းရှိတယ်ကုန်းခွက်တွေပေါ့နော်အထူးသဖြင့်ဘာမှမလုပ်တဲ့ကုန်းခွက်တွေဆိုရင်ရိုးပြက်ငုတ်တွေအဲ့လိုမျိုးလေဆိုင်တဲ့ဟာတွေဆိုရင်လေတွေရှိတယ်တချို့ကုန်းတွေရောက်တော့လဲအသီးနှံတွေစိုက်တာအော်ဒီမှာကြီးတို့နေခဲ့ကုန်းလေးကိုတောင်ပြန်ရောက်လာပြီဖြစ်ပါတယ်ဒီမှာသူတို့ဒီဘက်မှာအိမ်အစ်စ်တောင်စောက်ထားရပေါ့နော်အန်တီတို့အလှလဲလိုက်တာနဲ့ကြီးတို့အပြင်မှာဝင်မဲ့ဟာကိုမဝင်ခဲ့ရဘူးပေါ့နော်ကဲအခုကတော့ရွာထဲကိုစရောက်နေပါပြီဒီရွာကတော့အင်ဂျင်200လောက်ရှိရပေါ့နော်ကြီးတို့ကတော့ပထမဦးဆုံးအဲ့ဒီအလှလုံးတဲ့အိမ်ကိုပဲအရင်သွားပါမယ်ဒီမှာသွားနေတဲ့သူတွေလည်းလမ်းမှာရှိရပေါ့နော်အဲ့အောင်မတိဘဲနဲ့အဲ့အလှအိမ်ကိုရင်သွားလိုက်တာပေါ့နော်အဲ့ရောက်မှဒီမှာမရှိကြတော့ဘူးဘုန်းကြီးเจ้าမှာစွန့်လောင်းမှုတွေရောပြင်ဆင်နေကြပြီသွားဆိုလို့သွားတော့ဒီမှာတခြားစွန့်လောင်းစရာပစ္စည်းတွေနဲ့ဘုန်းကြီးเจ้าကိုသွားနေတဲ့သူတွေကိုတွေ့ရပဲဖြစ်ပါတယ်အခုကတော့ဒီမှာမန်းတက်ထဲကိုတောင်ရှောက်ပြီးမန်းတက်ကတော့ရိုးလေးပဲပေါ့နော်ချင်းရေးပစုံကြောင်းနဲ့ကြားပန်းကျော်ပဲနဲ့ပလက်ချောင်းတွေပြီးပါတယ်ဒါကတော့အလှပေးရဲ့မိသားစုပဲဖြစ်ပါတယ်ဒါကတော့သူတို့တခါတည်းလူရဲ့ရှင်းမျက်နှာဖျားပဲဖြစ်ပါတယ်အဲ့မှာညီမနှစ်ယောက်တွေ့တော့ကတော့ပြောနေကြပဲပြန်လဲပြန်ရောနှစ်ယောက်စလုံးငိုသွားပါတယ်အခုကတော့အလဲစလဲနေပါပြီဒီမှာငယ်လေးတွေအဲ့မှာလမ်းနေတောင်ကိုင်းနေကြရပေါ့နော်အားလုံးရဲ့နောက်ဆုံးမှာတော့ဒီမှာအပြီးရဲ့လူတွေကမိသားစုလာပါတယ်
ဆုံးပြီးဒီမှာရွာတွေကိုလှည့်တော့မှာဖြစ်ပါတယ်။မန်တက်ကလည်းခွန်ကြီးเจ้าမှာပဲလောက်တောင်မလို့ကြီးတို့ကတော့ဒီခွန်ကြီးเจ้าနဲ့မှာပဲဆွမ်းလောင်းမှုတဲ့စောင့်နေရပါတယ်။ဖွင့်လို့မရဘူးဆက်မောင်းမှဖွင့်ရမှာ။ကဲအခုကတော့ဆွမ်းလောင်းမှုအတွက်ပေါ့နော်ဒီမှာရှောင်းလန်းနေလဲပြင်းနေပြီးဘေးမှာလည်းဆွမ်းလောင်းမဲ့သူတွေတော်တော်စောင့်နေပြီပေါ့နော်။ကဲဒါကတော့စိုင်းတို့လူတရက်ပုံရင်သူချောလာတွေပဲဖြစ်ပါတယ်။ဒါကတော့ရှောင်းလန်းကြီးတစ်လျှောက်ပေါ့နော်ဆွမ်းလောင်းမဲ့သူတွေကတော်တော်ဆုံးနေတချို့တော့လည်းစီးရထားပြီးတော့ရှောက်သွားနေတဲ့သူတွေလည်းရှိရမရောက်သေးတဲ့သူတွေလည်းရှိရပေါ့နော်ကဲဒါကတော့ရှောက်ပြီးတော့ရိုက်ပြန်လာတာပါလောင်းမွေးလေးရပေါ့နော်ပုံအပါ20ကျော်ပဲရှိရပေါ့နော်လောင်းတာဒါပေမဲ့လောင်းတဲ့သူတွေကတော့တော်တော်လေးများပါတယ်တရက်ပွင့်ရွာသူတွေရောပေါ့နော်အခုကတော့စလောင်းပါပြီဒီမှာစပြီးတော့ဆုံးခံနေပေါ့နော်ជីကတော့မလောင်းပါဘူးဒီဗီဒီယိုရိုက်လို့မလို့ជីရဲ့မအောင်ပဲလောင်းခိုင်းပါတယ်တချို့တော့လေဖုံဖုံတွေကအပားမစုံဘူးတီလာအဲ့မှာအစားသူတို့တကားတွေကိုပဲဆုံးခံခိုင်းပါတယ်改一下，下不到了。哦，后边。နောက်ကနေစုပ်ရတယ်သွားပါပြီရှင်ဆိုလောင်းပွဲပြီးသွားလို့ရီတို့ညောင်မင်းသားမမရရပေါ့နော်အဲ့ဒီဒီတူပဲရပြီးလို့ရှိရင်ဒီပဲကြီးရဝယ်မလို့ဆိုပြီးရွာတွေကပဲရောင်းတဲ့အိမ်ကိုတော့ဖေုံသီးယူရအဲ့ဒီနှစ်နက်ယူရကျွေးလိုက်ပါတယ်ဒီမှာပဲတွေပဲဝဲလာပါပြီဝယ်စရာရှိရလဲဝယ်ပြီးဆိုတော့နေ့လေတော်တော်နေပူပြီးတော့တော်တော်လေးချိန်လင့်နေပြီပေါ့နော်အဲ့ရောက်တော့ပြန်มาတော့မယ်အိမ်မှာနွားတွေမမြင်ဘူးမှဆိုလို့ရိုက်ပြထားပါတယ်မပြန်ခင်မှာဒီဆီယာမအိမ်ကိုဝင်ရအောင်ပါပေါ့နော်အခန်းလေးရှိလို့ဆိုပြီးတော့အဲ့ကိုဝင်ခဲ့ပါသေးတယ်အခုကတော့ပြန်ပြီပေါ့နော်နေရာလဲတော်တော်ပူတယ်အပြန်တော့ကတော်တော်အဲ့နေကတော်တော်ပူရပေါ့နော်တကယ်ကိုလမ်းမှာအဲ့ချက်ကက်ကြီးနဲ့အသားမင်းမှာဆိုလို့လဲချက်ကက်ကြီးဝင်လာရနဲ့ပေါ့နော်တော်တော်လေးကိုပူပါတယ်ကဲအန်တီတို့ရောဒီကုန်းမော်ကမိသားစုတွေကအမျိုးတွေဆိုတော့ပေါ့နော်စွန်းကက်တွေရောအဲ့မှာကျန်တဲ့ပေါ့နော်ဆန်ပယ်ယာတွေရောတွားနေကြရတယ်ပေါ့နော်ဘယ်သူမှမရှိတော့ကုန်းမှာမဝင်ခဲ့တော့ပါဘူးလူတွေမရှိလို့ပေါ့နော်ခုကတော့ကိုပဲပြန်มาတော့မယ်နေရတော့ဘူးနေတော့ပေါ့နော်အပြန်มาတော့ဘယ်လေမှာလည်းမလှနိုင်တော့ပါဘူးဘယ်ရွာကြီးမှာလည်းမလှနိုင်တော့ပါဘူးကျောင်းငံဖျားတွေမြင်းတာကိုလည်းမပြောနိုင်တော့ပါဘူးပူလွန်းလို့အိမ်ကိုပဲအဲ့နေကပေါ့နော်ပြန်ကိုရောက်ချင်တာအဲ့မှာအပြင်မှာဘာဗီဒီယိုကလစ်တွေမှာလည်းတိတ်ပြီးများဆဆမရလိုက်ဘူးပေါ့နော်အဲ့လိုမျိုးဗီဒီယိုတွေကိုရိုက်ရမှာတောင်မှနေပူနဲ့ဆိုတော့ပြင်းသွားရပေါ့နော်အဲ့မှာတော့ဒါပြန်လမ်းပဲဖြစ်ပါတယ်ပြန်လမ်းကိုတော့တခြားဘက်ကိုရိုက်ပြထားရပေါ့နော်အသွားတော့ကဘက်မဟုတ်တဲ့ဘက်ကိုရိုက်ပြထားပါတယ်ခုကတော့ပေါ့နော်ဒါဘယ်နေရာတွေမှန်းတော့မသိတော့အဲ့နေကနေပူပါနဲ့ဒါတရက်ပွင့်နဲ့ညောင်မင်းသားကြပေါ့နော်အဲ့လိုတရက်ပွင့်ညောင်မင်းသားတဲပူဝင်လမ်းမှာပဲဖြစ်ပါတယ်ဒါကတော့ဒါတဲပူဝင်ပေါ့နော်ကန်နေလဲရှိတယ်ဒီမှာတော့လေးစုံတယ်ဒီရလဲတဲပူဝင်ရွာတော့ရွာထဲသွားရဘူးပေါ့နော်ပီလန်းပီးလေးတွေဖြစ်သွားရပီလန်းကလည်းရွာထဲတောင်မဟုတ်ပေါ့နော်အဲ့အနေနဲ့အများကြီးရိုက်မပြပါဘူးဒါကတော့အဲ့မှာမီးတိုင်ကြီးလဲနေတာလေတိုက်တိုင်းတော့ဒါဘဲတွေလည်းမွေးထားရဲကဲဘဲမမြင်ဘူးတဲ့သူတွေကြည်ထားကြပါကဲ
မီးတိုင်တွေတော်တော်လဲနော်ជីជីတို့စီမှာမိုးတွေတအားရွာအဲ့တီးရကျရောင်းဝယ်ကြီးမှာជីတို့ချက်သားတွေအများနဲ့ဝင်နေကြပါဒီမှာထပင်တွေလည်းရှိတယ်ထပင်ကတော့ဘယ်မဆိုရှိတယ်ဒီမှာဒါနဲ့လေជីတို့စီမှာထသီးတွေစားနေရပြီအဲ့မှာထသီးတွေစားရပြီလားမစားရသေးဘူးလားဆိုတော့ကိုမတ်မှာဖြေခဲ့ကြအောင်နော်ကဲခုကတော့ညောင်မင်းသားကိုရောက်ပါတော့မယ်မြန်လည်းရောက်ချင်နေပြီအိမ်မှာပဲနေနေတာပါဒါပေါ့နော်ဒါအင်မင်လာရွာရောက်ပါပြီအင်မင်လာရွာလမ်းဘေးပေါ့နော်မြေကြီးတဲ့ကားတွေရောဒီအပင်ရိပ်လေးကိုလေနေဘူးတွေကနေဝင်လာရအရန်ပြိုပါပဲဟောအဲ့မှာလမ်းဘေးဘေးဘီဝဲရတွေမှာရှောက်ရိုက်ထားတာပါရောက်ပါတော့မယ်နောက်ဆုံးတော့နေပူပြီးဒေါသတွေရောဖြစ်လာပြီးတော့မြေကြီးတဲ့ကားကိုတင်းမဲ့ကြောတက်ခန်းလိုက်ပါတယ်ကဲညောင်မင်းသားရွာတွေကိုပြန်ရောက်ပါပြီညောင်မင်းသားရွာကဒီလိုနေ့လေခင်းဆိုမစီဘူးပေါ့နော်ညနေခင်းမှာမြို့ကနေပြန်လာကားတွေကလည်းအများကြီးပဲမနက်ခင်းဆိုလို့ရှိရင်လည်းဈေးနဲ့မြို့ထွက်တဲ့ကားတွေနဲ့တော်တော်လေးများပါတယ်ကဲဒီဆိုင်လေးကတော့အမြဲတမ်းရောင်းတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဈေးသိမ့်သွားလေဆိုင်လေးမသိမ့်သွားဘူးပေါ့နော်ခုကတော့အိမ်ပြန်ရောက်ပါပြီကဲဆိုတော့ဒါတွေကတော့အိမ်မှာတားလို့ရလာပတ်စံနေကျဲရတွေလူလာချူချင်နေတဲ့ခေါင်းရွှဲဒုတ်တွေပဲဖြစ်ပါတယ်ဆိုတော့ជីကတော့မုံသွားဝယ်စားလိုက်ပါဦးမယ်အဲ့တုန်းက12000တောင်ရခဲ့ရပါတော့ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် Thank you for watching မှာ like and subscribe လုပ်ဖို့မမေ့ပါနဲ့